ပေါ့စီစားရင်ပေါ့စီကပေးတဲ့သင်ခန်းစာကိုယူထားရတယ်ဒီပေါ့စီလုတ်တဲ့လူဟာသူလုတ်တဲ့ပေါ့စီကိုပြီးရတယ်လုတ်တဲ့လူမြည်ကြည့်ရဒီလိုပဲလူဆိုတာကိုလုတ်ခဲ့တဲ့အလုပ်ကိုလုတ်နေတဲ့အလုပ်ကိုစမ်းစစ်ရသုံးတိုက်ရအခုပေါ့စီလေးလုတ်လိုက်လို့ပေါ့စီကတေးနေပြန်ကြည့်ရလူမှလည်းဝရိယအာနေဝါယမလေးစိုက်တယ်နော်တန်စေးလုံးမေးတဲ့ကိုလှုပ်လိုက်တဲ့ပေါ့စီရဒါကနင်းကန်ကြည်နိုင်တယ်နဲ့တွက်ချီမကြိုက်ဘူးဝရိယလွန်ကျွန်ဖြစ်တဲ့အဲ့ဒီစကားကိုသတိထားကိုလှုပ်လိုက်တဲ့ပေါ့စီကအချိုးမကျဘူးဆိုလို့မြောင်းနေတာလှုပ်လိုက်လူမှလည်းအတုံးမကျတဲ့အတိညာဉ်မကောင်းတဲ့စိတ်တွေရှိနေမြောင်းကြောင်ပေါ့စီဆိုတာအစာများများဌာပနာတွန့်နိုင်မှာကောင်းတာကွာလူဆိုတာလေဘာအလုပ်ပဲလုပ်လို့အတိညာဉ်ဆိုတာဌာပနာတွတ်ပြီးလို့အောင်ငါသာနင်ပေါ့